Hi, how are you? ဒီနေ့မှာတော့ look ကို verb အနေနဲ့လည်းသုံးလို့ရတယ်လို့ phrasal verb အနေနဲ့လည်းသုံးလို့ရတယ်ဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့ပထမဦးဆုံး look for ကိုတော့တစုံတဦးတစုံတယောက်တစုံတစ်ခုခုကိုရှာဖွေရဆိုတဲ့သဘောကိုပြောချင်တဲ့အခါမှာသုံးပါတယ်။ဥပမာ Sue is looking for a new job. Sue is looking for a new job. ဒီဥပမာကိုကြည့်ပြီးတော့စုကအလုပ်တစ်ခုကိုရှာနေပါတယ်ဆိုတဲ့သဘောကိုပြောရတဲ့အခါမှာသုံးသွားတာကိုတွေ့ပါလိမ့်မယ်နော်။နောက်တစ်ခုအနေနဲ့ကတော့ I'm looking for Hazel. Have you seen her? I'm looking for Hazel. Have you seen her? ငါ Hazel ကိုရှာနေတာသူ့ကိုတွေ့မိကြသေးရဲ့လား။ဒီဥပမာလေးကိုကြည့်ပြီးတော့ look for ကိုတစုံတယောက်ကိုရှာတဲ့အခါမှာသုံးလို့ရသေးရဲ့ဆိုတာကိုသိပါလိမ့်မယ်နော်။အဲ့ဒီတော့တင်ရော look for ကိုသုံးပြီးတော့စာကြောင်းဗဏ္ဍာကြောင့်ကိုရေးလို့ရပြီလေ။ See you again.